အားလုံးပဲမင်္ဂလာပါခင်ဗျတကရိုးလက်ကနေပြန်လဲကြိုဆိုလိုက်ပါတယ် Facebook ဒါမှမဟုတ် TikTok လို့ social media update ကိုဖွင့်လိုက်တဲ့အခါခင်ဗျရွယ်သူတွေယာရုတက်တာကားအသစ်ဝယ်တာအောင်မြင်နေတာတွေကိုမြင်ပြီးကိုယ့်ဘဝကိုအားမလို့အားမရဖြစ်ဘူးသလားခင်ဗျမှာအားလုံးရှိနေတာတော့သူတို့နဲ့နှိုင်းယှဉ်မိတဲ့အခါတငယ်စိတ်ဝင်လာတတ်ပါတယ်ဒါဟာခင်ဗျစိတ်သက်ပြောညံလို့မဟုတ်ပဲခင်ဗျအုံနောက်ကနှိုင်းယှဉ်ခြင်းဆိုတဲ့ထောင်ချောက်ထဲရောက်နေလို့ပါဒီနေ့တကရိုးလက်မှာတော့အပေါင်းအသင်းတွေကြားထဲမှာစိတ်သက်မကြပဲကိုလန်ချောင်းနဲ့ကိုယုံကြည်မှုရှိဘလို့ရှောက်မလဲဆိုတာဆွေးနွေးသွားပါမယ် related deprivation စိတ်ပညာမှာနှိုင်းယှဉ်သင်ငယ်မှု theory လို့ခေါ်တဲ့သဘောတရားတစ်ခုရှိပါတယ်ကျွန်တော်တို့ဟာကိုယ်မှာဘာရှိလဲဆိုတာတဲ့ကိုဘေးကလူနဲ့ရှင်ရင်ငါ့မှာဘာရှိလဲဆိုတာပေါ်မှာမူတည်ပြီးပျော်ရွှင်မှုကိုတိဆောက်တတ်ကြတာပါသူတေသနာတွေအရလူတစ်ယောက်ဟာတစ်နှစ်ကိုဒေါ်လာ3သိန်းရပြီးဘေးကလူတွေက2သိန်းရရင်သူဟာဒေါ်လာ9000ပဲရပြီးဘေးကလူတွေက2000ခွဲပဲရတဲ့အခြေအနေထက်ပိုပြီးစိတ်မချမ်းမသာဖြစ်တတ်ကြပါတယ်ဒါဟာအုံနောက်ကဆုလက် reward ကို absolute value နဲ့မကြည့်ပဲနှိုင်းယှဉ်ချက်နဲ့ကြည့်လို့ပါ social media နဲ့ highlight reel ထောင်ချောက်ခင်ဗျားမြင်နေရတဲ့အပေါင်းအသင်းတွေရဲ့အောင်မြင်မှုဆိုတာသူတို့ဘဝရဲ့ highlight reel အကောင်းဆုံးအပိုင်းအစတွေသာဖြစ်ပါတယ်သူတို့ရဲ့အခက်အခဲစူးစမ်းအားထုတ်မှုနဲ့ကြာရှုံးမှုတွေကိုတော့သူတို့က post မတင်ကြပါဘူးခင်ဗျားကတော့ခင်ဗျားဘဝရဲ့ behind the set ကလကနောက်ွယ်ကအရှုပ်ထွေးတွေသူတို့ရဲ့အပြင်ပန်းအလှပတွေကိုနှိုင်းယှဉ်နေမိတာပါဒါဟာဘလို့မှမမျှတတဲ့နှိုင်းယှဉ်မှုမျိုးဖြစ်ပါတယ်ဒီ episode မှာ FOMO နဲ့ JOMO အကြောင်းလဲထည့်ပြောချင်ပါတယ် FOMO ဆိုတာ fear of missing out မပါရင်လွတ်တော့မလားဆိုပြီးစိတ်ပူနေတာကိုယ်ခံစားမှုကအပြင်ဘက်ကိုမိခိုနေတာမျိုးပါဥပမာတငယ်ချင်းတွေအပျော်ထွက်နေတယ်ကိုမလိုက်ရင်စိတ်မအေးဘူး Facebook ကြည့်ရင်လူတွေအဆင်ပြေနေတာကိုမြင်နေရရင်ကိုယ်အဆင်မပြေဘူးသိမြင်လိုက်ရင်မလိုအပ်ပဲဝဲခြင်းတယ်ခံစားချက်တွေအနေနဲ့စိတ်မအေးဘူးကိုယ့်ဘဝကိုမကျေနပ်တော့ဘူးအမြဲသူများနောက်လိုက်နေရတယ်ဂျိုးမိုးဆိုတာက join not missing out မပါလဲရပါတယ်ဆိုပြီးစိတ်အေးနေတာကိုယ်ခံစားမှုကကိုယ့်ကိုယ်ကိုမိခိုတာဥပမာတငယ်ချင်းတွေအပြင်ထွက်နေပေမဲ့ကိုမလိုက်ပဲအိမ်မှာနေရတာကိုပဲပျော်နေတယ် social media မဖွင့်ပဲကိုယ့်အလုပ်ကိုအာရုံစိုက်တယ်မလို့အဲ့ရင်မလုပ်ဘူးလို့အေးအေးဆေးဆေးပြောနိုင်တာခံစားချက်တွေကစိတ်အေးချမ်းတယ်ကိုယ့်ဘဝကိုကျေနပ်တယ်ကိုယ့်အချိန်ကိုပိုင်နိုင်တယ် FOMO ဆိုတာသူများဘဝကိုကြည့်ပြီးစိတ်ပူတယ် JOMO ကကိုယ့်ဘဝကိုရွေးပြီးစိတ်အေးတယ် FOMO ကသူများနောက်လိုက်စေတယ်သူများတွေလုပ်နေတာငါမလုပ်ရမှာကိုကြောက်တဲ့စိတ် JOMO ကကိုယ့်ဘဝကိုပိုင်ဆိုင်တယ်ကိုယ်လမ်းကိုရှောက်ရတာကိုဂုဏ်ယူတဲ့စိတ်ဒီမှာလက်တွေ့ကျင့်လို့ရမယ်ကျင့်စဉ်၃ခုအကြောင်းပြောချင်ပါတယ်ကျင့်စဉ်1 run your own race ကိုလမ်းကြောင်းကိုပဲအာရုံစိုက်ပါအောင်မြင်မှုဆိုတာပန်းနိုင်တစ်ခုတည်းရှိတဲ့ပြိုင်ပွဲမဟုတ်ပါဘူးခင်ဗျားရဲ့ time zone နဲ့သူတို့ရဲ့ time zone အထူတာကိုလက်ခံပါကမ္ဘာကျော်ပညာရှင် Jordan Peterson ပြောသလို compare yourself to who you were yesterday not to who someone else is today ကိုတခြားသူနဲ့နှိုင်းယှဉ်ပါနဲ့မနေ့ကကိုထက်ဒီနေ့ပိုတော်လာဖို့ပဲနှိုင်းယှဉ်ပါကျင့်စဉ်နှစ် practice comparison မူရိတာပွားခြင်းသူတစ်ပါးအောင်မြင်မှုကိုမြင်တဲ့အခါမနာလိုစိတ်ဝင်လာရင်အဲ့ဒါကိုဝန်ခံလိုက်ပါပြီးရင်မူရိတာဖြစ်ပြောင်းလဲကြည့်ပါသူအောင်မြင်ရင်ငါလည်းအောင်မြင်နိုင်တာပဲဆိုတဲ့ abundance mindset ကိုမွေးခြင်းပါသူတစ်ပါးရဲ့အောင်မြင်မှုကိုဂုဏ်ပြုပေးနိုင်တဲ့စိတ်ထားဟာခမရကိုတိမ်ငယ်စိတ်ထဲကနေအမြဲတမ်းလွတ်မြောက်စေမဲ့စိတ်တစ်ခွက်ပါပဲကျင့်စဉ်3digital detox and value alignment တန်ဖိုးထားမှုတွေကိုပြန်စီစစ်ပါအပေါင်းအသင်းတွေရဲ့အောင်မြင်မှုကိုကြည့်ပြီးအမြဲစိတ်သက်ကြနေရင်ခဏလောက် social media ကိုပိတ်ထားပါပြီးရင်ခမရဘဝမှာတကယ်အရေးကြီးတဲ့တန်ဖိုးကိုယ်ပဲလူတွေကဘာလဲဆိုတာပြန်စဉ်းစားပါတတိဖြစ်ဖို့လားစိတ်အေးချမ်းဖို့လားမိသားစုလားခမရရဲ့ပျော်ရွှင်မှု definition ကိုသူများတွေထားပြီးရေးဆွဲမပြည့်ပါနဲ့ခမရရဲ့တန်ဖိုးဟာသူများတွေရဲ့လက်ခုပ်တန်းဒါမှမဟုတ်လိုက်ရည်အတွက်ပေါ်မှာမမူတည်ပါဘူးခမရဘဝရဲ့တိုးတက်မှုဟာနှိကွေးနေတယ်လို့ထင်ရပေမဲ့လမ်းကြောင်းမှန်နေဖို့ကပိုအရေးကြီးပါတယ်အပေါင်းအသင်းတွေအောင်မြင်နေတာကိုမြင်ရင်အားကြပါဒါပေမဲ့အားမငယ်ပါနဲ့ခမရကိုရောဘလို့အောင်မြင်မှုမျိုးကအားငယ်စေတာလဲကွန်မန့်မှာရုံခွန်းသွားလို့ရပါတယ်ကျွန်တော်တို့အတူတူဖြည့်ရှင်းကြတာပေါ့ဒီကွန်နက်ကခမရအတွက်အကျိုးရှိရင်အားငယ်နေတဲ့တကယ်ချင်းတယောက်စီ share ပေးလိုက်ပါကျွန်တော်မင်းရမှာအားလုံးအဆုံးထိကြည့်ရှုနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျ